အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာကတော့လုပ်ငန်းတစ်ခုမှာ system ကောင်းတစ်ခုချမှတ်ထားနိုင်ပြီဆိုလို့ရှိရင် owner တယောက်အနေနဲ့ဝင်ပါဖို့လိုရဲ့လားကျွန်တော်တို့က system လို့ပြောတဲ့အခါမှာလုပ်ငန်းမှာသုံးနေတဲ့ computer software system တွေကအစဝန်ထမ်းတူနဲ့တူအပြန်အလှန်ထိန်းချုပ်ခြင်းစနစ်တွေဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ်တွေလုပ်ငန်းလည်ပတ်မှုစနစ်တွေစတဲ့ဒီ format ချလုပ်ကင်လို့ရတဲ့စနစ်တွေကိုကျွန်တော်တို့ဆိုလိုတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ management တင်တဲ့တော်တော်များများမှာတော့လုပ်ငန်းတစ်ခုမှာ system ကောင်းတစ်ခုရှိရင် owner တွေကိုယ်တိုင်ဝင် run ဖို့မလိုဘူးဆိုပြီးတွင်ကြဲပြောကြပေမဲ့ကျွန်တော်တူတဲ့အမြင်ကိုသုံးသပ်ရရင်တော့ investment ထောင်နဲ့တောင်းနဲ့ချီပြီးရောယင်းနှိမ့်မြုပ်နေတဲ့စီးပွားရေးလုပ်ငန်းကြီးတွေအတွက်အဆင်ပြေကောင်းပြည်နိုင်ပေမဲ့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းအသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာတော့စာတွေးလောက်မှသာအဆင်ပြေပြီးတော့လက်တွေ့မှာတော့အခက်အခဲတွေအများကြီးရှိနေနိုင်ပါတယ်အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာကျွန်တော်တို့ဒီ limit လောက်ခံထားတဲ့အခြေအနေတွေအများကြီးရှိပါတယ်ဥပမာ budget professionalism speed innovation ကျွန်တော်တို့ကဒီလို limit လောက်ခံထားရတဲ့အခြေအနေမှာ system တစ်ခုတည်းကိုပဲအားကိုးပြီးပို့တွေပဲထိုင်ကြည့်နေမယ်ဆိုရင်အချိန်လွန်ပြီးရှင်းနိုင်တော့တဲ့အခြေအနေကြမှာကိုယ့်နဲ့ထဲကိုပြဿနာရောက်လာပြီးလုပ်ငန်းဆုံးရှုံးမှုကြီးကြီးမားမားတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာ owner တယောက်ကကိုလုပ်တဲ့လုပ်ငန်းကိုအထက်ထဲဝင်သိဖို့လိုအပ်တယ်လို့လုပ်ငန်းနဲ့လည်းအကျွမ်းတဝင်ရှိနေမှာကျွန်တော်တို့ပြဿနာတွေကိုအချိန်မီဖြေရှင်းနိုင်မှာဖြစ်ပါတယ်။